ထိုင်းမှာနန်းဘယ်လိုအလုပ်မျိုးတွေလုပ်ခဲ့ဖူးလဲဆိုရင်ထိုင်းဆဆရောက်လာတော့ကအိမ်ဖော်နဲ့ကလေးထင်းကိုအရင်ဆုံးလုပ်ပါတယ်အိမ်ဖော်နဲ့ကလေးထင်းအလုပ်နှစ်မျိုးကိုတွဲပြီးလုပ်ခဲ့ပါတယ်ပြီးတော့စေးတုပ်တဲ့အလုပ်ပေါ့နော်စေးတုပ်တဲ့အလုပ်ကို3-4နှစ်လုပ်လိုက်တယ်ပြီးတော့စေးတုပ်တဲ့အလုပ်ကိုခဏနာပြီးတော့ဟိုတယ်တန့်ရှင်းရေးအလုပ်ကိုဝင်လုပ်ခဲ့ပါတယ်ဟိုတယ်တန့်ရှင်းရေးအလုပ်ကနေရိုးရိုးအိမ်ဖော်တထင်းနဲ့စာအိမ်ဖော်အလုပ်ကိုလုပ်ခဲ့ပါတယ်ပြီးတော့တက်ကြီးရွယ်အိုပြုစုဆောက်ရှောက်တဲ့အလုပ်ပေါ့နော်တက်ကြီးရွယ်အိုပြုစုဆောက်ရှောက်တဲ့အလုပ်ကိုကျမရေးမကောင်းတဲ့လူဆိုရင်လုပ်လို့မရအောင်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဖိုးဖွားတွေကိုမှားရတယ်ချီရတယ်အဲ့လိုမျိုးပေါ့နော်နန်းပြုစုဆောက်ရှောက်တဲ့အဖွားကကြတော့သူ့ဘာသာသူတွာလာနိုင်သေးတယ်အဲ့လောက်ထိအများကြီးမကြည့်ရသေးဘူးပေါ့နော်ပြီးတော့ရုံခန်းတန့်ရှင်းရေးအလုပ်ပြီးတော့ကွန်ဒိုတန့်ရှင်းရေးနဲ့ကွန်ဒိုဆောက်ပေးတဲ့အလုပ်ပေါ့နော်အလားပါစေခါမှာခါကြတော့တန့်ရှင်းရေးနဲ့နတ်စမတွေကိုအကူလုပ်ပေးရတဲ့အလုပ်ပေါ့နော်ပြီးတော့စားတောက်ဆိုင်မှာလည်းလုပ်ခဲ့ဖူးပါတယ်ဒါပေမဲ့စားတောက်ဆိုင်မှာတော့တိတ်မကြလိုက်ဘူးပေါ့နော်ဒီလိုအလုပ်များစွာကိုလုပ်ခဲ့ဖူးတဲ့ချိန်ကဆိုရင်အဖွက်စီးနဲ့လုပ်ရတဲ့အလုပ်တွေကပို့ပြီးတော့စိတ်နဲ့ပင်ပန်းတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လူတစ်မျိုးစိတ်တစ်မျိုးဆိုတော့လူအများကြီးနဲ့လုပ်ရဆိုတော့စိတ်အမျိုးမျိုးတွေရှိကြတယ်အခါကျတော့အလုပ်လုပ်တဲ့ချိန်မှာညှိယူရတာတွေရှိတယ်ပေါ့နော်ပြီးတော့နောက်ဆုံးယခုလက်ရှိလုပ်နေတဲ့အလုပ်ခါကျတော့စေးတုပ်တဲ့အလုပ်ပေါ့နော်ဒီစေးတုပ်တဲ့အလုပ်ကိုနန်းပြန်လုပ်တာ2နှစ်လောက်ပဲရှိအောင်မထင်တယ်စေးတုပ်တဲ့အလုပ်ကလူပင်ပန်းပေမဲ့စိတ်မပင်ပန်းဘူးပေါ့နော်နောက်ကြမှာနန်းအလုပ်ခဲ့ဖူးတဲ့အလုပ်တစ်ခုချင်းစီရဲ့အတွေ့အကြုံတွေကိုလာပြောပြမယ်နော်ကွန်မန့်တွေကိုနန်းကအလုပ်တစ်ဖက်နဲ့ခါကျတော့တိတ်မပြန်ဖြစ်ဘူးပေါ့နော်တကယ်လို့နန်းမပြန်ဖြစ်ဘူးဆိုရင်နန်းကိုနားလည်ပေးကြပါနန်းအတတ်နိုင်ဆုံးတော့ပြန်ပေးပါမယ်ရှင်